ဒါကတော့မြန်မာငွေ350နီးပါးရှိမှစားလို့ရနိုင်မဲ့ဂျပန်ပြည်ကအသားပဲဖြစ်ပါတယ်ဂျပန်နွားတွေကတော့မြန်မာစင်းရဲသားတွေထက်တောင်မှကန့်ကောင်းနေပါသေးတယ်သူတို့ကိုလက်ဆက်တဲ့တည်တည်ဝလံတွေနဲ့အာဟာရတန်ဖို့အလွန်မြင့်မားတဲ့အစားအစာတွေကိုပဲစနစ်တကျကျွေးမွေးတာဖြစ်ပါတယ်ဒါတွေကတော့နာမည်ကျော်ဝါဂီယူနွားတွေပဲဖြစ်ပါတယ်သူတို့ရဲ့အသားကဘလောက်တောင်မှဈေးကြီးတယ်လဲဆိုရင်အသား60ကျပ်သားလောက်ကိုမြန်မာငွေ350နီးပါးရှိနေတာပါအသားရဲ့အယောင်သွေးကလှပတောက်ပြောင်နေပြီးစားလိုက်ရင်လည်းအရန်ကိုနူးညံ့လက်ဆက်လုံးလာကြောင်းကမ္ဘာအကောင်ဆုံးအသားအဖြစ်သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်ဒါကတော့တရုတ်ပြည်ကတောင်သူတွေကျွန်တော်တို့ထက်ဘလောက်တောင်မှတိုးတက်နေပြီလဲဆိုတာကိုပြတဲ့အံ့ဖွယ်လုပ်ရကြီးပါသူတို့ဟာတောင်တန်းကြီးတွေကိုဖျက်ကျော်ထွင်းထုပြီးကမ္ဘာအကြီးမားဆုံးစိုက်ပျိုးရေးလုပ်နေကြပါပြီအခုတော့သူတို့ကနီးပညာအသစ်နဲ့မြေပြင်ကိုညီညာအောင်ညီခိုင်ခံလုံးနဲ့ကြောက်တတိုင်းကြီးတွေကိုစိုက်ခင်းပပတ်လဲမှာအခိုင်အမာတိဆောက်လိုက်ကြပါပြီစိုက်ခင်းတွေစီကိုလည်းကွန်ကရစ်လမ်းမကြီးတွေနဲ့ဓာတ်ရိုက်သွားလို့ရအောင်လို့ဖန်တီးထားတာပါတရုတ်ပြည်မှာတောင်တန်းကြီးတွေကိုတန်စကားတွေနဲ့အန်ဩစရာကောင်းအောင်လို့လွှမ်းခြုံထားပါတယ်မိုးတဲထန်စွာရွာသွန်းရင်မြေစီလွှာတွေတိုက်စားခံရပြီးတောင်ပြိုတက်တဲ့အန်ဒီရီတွေကိုခဏခဏကြုံတွေ့ရတတ်ပါတယ်ဒါကိုကာကွယ်ဖို့အတွက်တရုတ်အစိုးရကတောင်တစ်ခုလုံးကိုခိုင်ခန့်တဲ့တန်စကားကွန်ရက်ကြီးတွေနဲ့အရင်ဆုံးဖုံးအုပ်လိုက်ပါတယ်အဲဒီနောက်မှာတော့ဟိုက်ဒရိုစီတင်လို့ခေါ်တဲ့မျက်စိနဲ့မြေဩဇာအရေးဖြော်တွေကိုတန်စကားပေါ်ကိုဖြန့်ပေးလိုက်တာပါ